မင်းကလေးဟာမီတာ3ကွာမှာပုံအောင်နေတဲ့စနိုက်ပါသမားကိုရှာဖွေဖို့မှန်သေးလေးတစ်ခုကိုမြှောက်ပြလိုက်ပါတယ်။ဒါပေမဲ့လူသက်သမားကသူမဘာလုပ်နေလဲဆိုတာကိုအကုန်မြင်နေရပါတယ်။သူကဒါကိုရေးစရာလို့ထင်နေပြီးရုပ်ရှင်တွေအကြည့်များနေတာပဲလို့လောင်ပြောင်နေခဲ့ပါတယ်။ဒီလောက်ဝေးတဲ့နေရာကနေမှန်သေးလေးတစ်ခုနဲ့သူ့ရဲ့ဒီနေရာကိုဘယ်လို့မှရှာမတွေ့နိုင်ဘူးလို့သူယူဆထားတာပါ။ဒါကြောင့်သူကအဲ့ဒီမှန်ကိုပြစ်ခတ်ပြီးခွဲပစ်လိုက်ပါတယ်။ဒါပေမဲ့မင်းကလေးကဒါကိုတမင်သက်သက်လုပ်ခဲ့တာမှန်သူမရိပ်မိခဲ့ပါဘူး။သူမကသူ့ကိုအစာကျွေးပြီးညှလိုက်တာပါ။အဲ့ဒီနောက်သူမကနောက်ထပ်မှန်တစ်ခုကိုအရင်ထက်2 မီတာလောက်ပိုမြင့်တဲ့နေရာမှာမြှောက်ပြလိုက်ပြန်ပါတယ်။လူသက်သမားကထပ်မှန်ပြစ်ခတ်ခဲ့ပေမဲ့ဒီတစ်ခါမှာတော့လွဲချော်သွားပါတယ်။သူမရဲ့အစီအစဉ်အောင်မြင်သွားပြီဆိုတာမင်းကလေးသိလိုက်ပါပြီ။ပြစ်ချက်နှစ်ခုကိုနှိုင်းယှဉ်ကြည့်ခြင်းအဖြစ်သူမဟာစနိုက်ပါသမားရဲ့ဒီနေရာကိုလွှတ်ချက်နိုင်ခဲ့ပါတယ်။ကြည်စံတွေဟာညာဘက်ကနေဘယ်ဘက်ကိုလာနေတာကြောင့်ရေခဲတက်တာရဲ့အပေါ်ဘက်နေရာဟာသူ့အတွက်ကွယ်နေတဲ့နေရာ blind spot ဖြစ်တယ်ဆိုတာသူမသိသွားပါတယ်။ဒါကြောင့်သူမဟာရေခဲတက်တာပေါ်ကိုအမြန်တက်ပြီးအောက်ကိုခုန်ချဖို့ပြင်ဆင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလူသက်သမားကမင်းကလေးကိုမျက်ခြေတက်သွားပြီးတစ်ခုခုမှနေပြီဆိုတာသိလိုက်ပါတယ်။သူကသူ့ရဲ့ driver ကိုကားကိုအမြန်ရှိတိုးခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလှုပ်ရှားနေတဲ့လိုက်ကတစ်ခုကသူ့ရဲ့အာရုံကိုဆွဲဆောင်သွားပါတယ်။မင်းကလေးပါလို့ကိုကြံစီနေလဲဆိုတာကိုသူချက်ချင်းခံမှန်းမိလိုက်ပါတယ်။အချိန်တွက်ချက်ပြီးတဲ့နောက်မှာတော့မင်းကလေးကခုန်ချလိုက်ပါတယ်။လူသက်သမားကအဲ့ဒီအချိန်မှာပဲကွက်တိပစ်လိုက်ပေမဲ့ကံကောင်းစွာနဲ့ကြည်စံကလွဲချော်သွားခဲ့ပါတယ်။သူမတီတီလေးလွတ်မြောက်သွားတာပါ။ခုန်ချလိုက်လို့ရခဲ့တဲ့ဒဏ်ရာတွေရှိပေမဲ့မင်းကလေးဟာတနက်ရှာဖို့ဆိုဖာအောက်ကိုသွားခဲ့ပါတယ်။ဒါပေမဲ့သူမဟာအလွန်မင်းထိတ်လန့်နေတာကြောင့်ရှာမတွေ့ခဲ့ပါဘူး။စနိုက်ပါသမားမမြင်ရအောင်သူမဟာဆိုဖာကိုအမြန်ပေါက်ချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတုံးလို့စရာကောင်းတဲ့အရာတစ်ခုကိုသူမသတိထားမိသွားပါတယ်။ဆိုဖာအောက်မှာ24စနိုက်ပါရိုင်ဖယ်တစ်လက်ကွက်ထားတာကိုတွေ့လိုက်ရတာပါ။ကိုကာကွယ်ရာကနေအခုဆိုရင်ပြန်လည်တိုက်ခိုက်ဖို့အခွင့်အရေးရသွားပါပြီ။သူမဟာရိုင်ဖယ်လေးကိုကြည်စံချက်ချင်းထည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလူသက်သမားကသူ့လက်နက်ကိုကြည်ပြန်ဖြစ်နေတော့မှရှိပါသေးတယ်။မင်းကလေးကစနိုက်ပါကိုအသင့်ပြင်ပြီးမီတာ3သူညအကွာကနေသူ့ကိုပြန်ချိန်နေပြီဆိုတာသူလုံးဝမသိခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့သူမရဲ့ရိုင်ဖယ်တောင်းဝါဟာသူ့စီတက်ချိန်ထားတာကိုသူရုတ်တရက်မြင်လိုက်ရပါတယ်။သူ့မျက်နှာပေါ်မှာချွေးစေးတွေပြန်လာပါတော့တယ်။သူအရင်ပြစ်ဖို့စူးစမ်းခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီ။